အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ည Bundesliga ရဲ့ပွဲကြီးပွဲကောဖြစ်တဲ့ Dortmund နဲ့ Hamburg တို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်အင်ရှင် Dortmund ဟာအင်ကွေးနောက်ဆုံးဆက်တဲ့ပွဲမှာ10ပွဲအထိနိုင်ထားပြီးတိုက်စစ်မှု Girassy နဲ့ Adeyemi တို့ကလည်းကိုသွင်းချင်မှနေပါတယ်တစ်ဖက်က Hamburg ကတော့အဝေးခွင့်မှာခံစစ်မှာကြော်တာပေမဲ့ဒီညမှာတော့အဓိကတိုက်စစ်မှုပေါင်စစ်အပါဝင်ကစားသမား6ဦးခန့်တိုင်ရကြောင်းလွဲချော်မှထလို့ဒေါ်မွန်အခွင့်အရေးအလွန်တာနေပါတယ်ဒေတာတွေအရ3ဂိုးစုံမှာတေချနေတာကြောင့်ဒီပွဲဟာအနည်းဆုံး3ဂိုးလောက်အထိထွက်လာနိုင်ပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့2-0နဲ့ဒေါ်မွန်အနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက်ဒေါ်မွန်ဝင်းနဲ့ဒေါ်မွန် to score over 1.5 goals ကအသေးချဆုံးပါတယ်ဒေါ်မွန်တို့အိမ်ကွဲမှာဂိုးပြတ်နိုင်အောင်လားသိမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ